အချိန်ဟာမျှတပါတယ်လူတိုင်းကိုတရက်24နိုင်ပဲပေးထားတယ်တန်မိုးထားတဲ့သူကတန်မိုးဖြစ်သွားသလိုဖြုံးသီးတဲ့သူအတွက်ဘဝပါပြုံးတီးသွားစေပါတယ်အချိန်ဟာလက်တွေ့ကြပါတယ်အတိတ်ဘလောက်ပဲကောင်းကောင်းပြန်သွားလို့မရတော့သလိုအနာဂတ်ဘလောက်ဆိုရှေ့ဆက်တိုးလို့မရအောင်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ရင်တော့အတိတ်ကိုမဖတ်တွေ့အနာဂတ်ကိုလည်းမတောင်းတပစ္စုပန်တက်တဲ့ဟူသာရှုတတ်ပါမှာပဲအကျိုးဖြစ်ထုံးပါလိမ့်မယ်အချိန်ဟာအဆုံးဖြတ်ပြီးပါတယ်ဘလောက်ဝေးတဲ့ခရီးဖြစ်သွားရင်နဲ့နီးသွားပါတယ်ဘလောက်မြင့်တဲ့တောင်မဲဖြစ်တက်ရင်နဲ့ဖော်ဝအောင်ရောက်သွားပါတယ်ဘလောက်ခက်ခဲတဲ့ခက်ခဲဖြစ်လှုပ်ရင်နဲ့အဆင်ပြေသွားပါတယ်ဒုက္ခကြုံမှုမှရင့်ကျက်ကြီးပြင်းသလိုစိတ်ဒုက္ခခံစားမှုမှပုံမကြန့်ခိုင်တတ်တယ်ပြစ္ဆုတ်ပံမှာပင်မနှွမ်းတဲ့မှုလို့ထင်နေရတဲ့ခံစားချက်တွေဟာတစ်ချိန်ချိန်မှာအင်အားတွေဖြစ်သွားစေတဲ့ပြီးတော့လေအောင်မြင်မှုကိုဖန်တီးခံစားတတ်သွားစေတတ်တယ်လို့အာဏာနဲ့စီးစိမ်ကိုရင်မိုးပြီးတော့ဘဝင်တက်နေသူများဖို့တစ်ချိန်ချိန်မှာဒုက္ခပြန်ရောက်သွားစေတတ်ပါတယ်အချိန်ဟာအမှန်တရားကိုသိစေပါတယ်ဘသူကကိုယ့်ဘော်တကယ်ကောင်းတယ်ဘသူကကိုယ့်ဘော်ဟန်ဆောင်ကောင်းတယ်ဘသူကဆွေမျိုးဘသူကတော့ရွှေမျိုးရှင်းရှင်းလင်းလင်းမဟုတ်တာတော့မှပဲအချိန်ကြာလီပို့ပြီးတော့လေအတိဝင်လာလီဖြစ်တဲ့အချိန်ဟာတရားကိုပြပါတယ်ဒနာဥစ္စာတို့ဟာခန္ဓာကိုယ်ပြင်ပပစ္စည်းများသာဖြစ်တယ်မွေးနှုံးကပါမလာသူသေတော့လည်းပါမတော့ဘူးယာရုပါဝါကြော်ကြားမှုတွေကလည်းလှပတဲ့အိမ်မက်လေးလိုပဲအိမ်မက်ဆိုတာနိုးသွားရင်အလုံးပြောက်တတ်တယ်အချိန်ဟာအနိစ္စတရားအတွက်တော့အကောင်ဆုံးသက်သေပါ